တရားနဲ့မပတ်သက်ဘဲနဲ့လူလောကကိုနတ်တွေကစုံစမ်းထောက်လှမ်းတယ်။ဘာဖြစ်လို့စုံစမ်းထောက်လှမ်းတာတော့ဆိုရင်သူတို့နတ်ပြည်ရဲ့ကြီးပွားတိုးတက်မှုအပေါ်မှာမျှော်လင့်ချက်နဲ့စုံစမ်းထောက်လှမ်းကြတာပေါ့။အဲဒီသုတ်တံမှာဆိုထားတာကလာဇန်းရှိရဲ့လာဆုပ်ရှိရဲ့ဥပုပ်နေ့တွေမှာတဲ့သတ္တမာရနတ်မင်းကြီး၄ပါးရဲ့အချမ်းရံပရိသတ်ထဲကတာဝန်ကျတဲ့ပုဂ္ဂိုလ်ကလူပြည်လူလောကထဲမှာသွားရောက်ပြီးတော့လာရောက်ပြီးတော့လူတွေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းပါတယ်တဲ့အဲ့ဒါသူတို့စုံစမ်းထောက်လှမ်းတာဘာတွေထောက်လှမ်းလို့ဆိုရင်ကိစီခောဘဟုမနုဿာမနုသေတုမတ္တေယပိတ္တေယသာမညဗျမညာဥပောသထံဥပဝတ္တန္တိပฏิစာကရွန်တိပုံညာတိကရွန်တိသူတို့ထောက်လှမ်းတဲ့အချက်ကလေးကကောင်းတဲ့အချက်ဖြစ်တယ်နော်လောကမှာလူတွေရှိတဲ့ထဲလူအများစုဟာတဲ့မေတ္တေယမာတုဟိတာမေတ္တေယမိဘကိုလှုပ်ကြွေးရလားအမေကိုယိုသေးလေးစားမှုရှိရလားလူတော်တော်များများဟာကိုယ့်ရဲ့အမေကိုလေးစားကြရလားလှုပ်ကြွေးကြရလားဂရုစိုက်ကြရလားဆိုတာဒီတစ်ချက်ကိုထောက်လှမ်းတယ်နော်နောက်တစ်ခုကပစ်တေးရဖခင်ကိုရောရိုးရိုးသေးသေးလေးလေးစားစားနဲ့လှုပ်ကြွေးသမှုပြုကြရလားနှစ်ခုပေါင်းလိုက်တော့မတ္တေယပစ်တေယအမေနဲ့အဖေကိုမိဘနှစ်ပါးကိုပြုစုဆောင်းရှောက်ကြရလားလှုပ်ကြွေးကြရလားလေးစားကြရလားဒီအချက်ကိုလက်တွေကလာပြီးတော့ထောက်လှမ်းပါတယ်ထောက်လှမ်းတယ်ဆိုတော့ဟုတ်ဝေးကြီးကဆင်းလာတာမဟုတ်ဘူးလူပြည်လူလောကမှာအလုံးသိကြတဲ့အတိုင်းခိုဆောင်နှတ်ဆိုတာရှိတယ်အိမ်ဆောင်နှတ်ဆိုတာရှိတယ်ကျောင်းဆောင်နှတ်ဆိုတာရှိတယ်ရက်ွက်ဆောင်နှတ်ရုပ်ကစိုးဘုံမစိုးဆိုတာတွေရှိတယ်သူတို့ချင်းချင်းမေးလိုက်ရင်သိတယ်ဟေးဒီရက်ွက်ဆိုလို့ချင်းအေးမြဝတီရက်ွက်ထဲကဟေးအမေဖေးလှုပ်ကြွေးနေတဲ့သားသမီးများဘယ်နှယောက်ရှိလဲမေးလိုက်မှာဟုတ်ကဲ့အေးမြဝတီရက်ွက်မှာရှိတဲ့လူတွေတဲကမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုပေါ်ရတဲ့အမေဖေးကိုပြန်ပြီးတော့မပြောဘူးအမေစကားအဖေစကားနားထောင်နေမိဘနှစ်ပါးကိုဂရုစိုက်တဲ့သားသမီးတွေဘယ်နှယောက်ရှိမိသားစုဘယ်နှဦးရှိသလဲဆိုတာစုံစမ်းနောက်တစ်ခုကသာမညာဗျမညာသာသနာတော်မှာသာသနာတာဝန်ထမ်းဆောင်နေတဲ့ယဟန်တွေဗျမညာမြတ်သောအကျင့်ကိုကျင့်ပြီးတော့သူတော်စင်ဖြစ်နေတဲ့ယဟန်တာပုဂ္ဂိုလ်သာသနာဝန်ထမ်းရှင်ယဟန်မွန်မြတ်တဲ့သူတော်စင်တွေအပေါ်မှာကောင်းတဲ့ပုဂ္ဂိုလ်တွေဒီရက်ွက်ထဲဒီမြို့ထဲမှာဘယ်နှယောက်ရှိသလဲဒါကိုစုံစမ်းထောက်လှမ်းပါလေနောက်တစ်ခုကဥပောသထံဥပဝတ္တန္တိဥပုပ်နေ့တွေများဥပုပ်ဆောင်ကြရလားဥပုပ်ဆောင်တဲ့လူများရလားဆိုတာကိုထောက်လှမ်းတယ်ပฏิစာကရွန်တိဥပုပ်ဆောင်တယ်ဆိုတဲ့အခါမှာတချို့ကြတော့အကျိုးလေးအပိုလေးနဲ့ပိုဆောင်ဆိုတော့ဥပုပ်နေ့ကိုဥပုပ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာအဖိတ်နေ့ကဂျိုးပြီးတော့ဥပုပ်ဆောင်ဥပုပ်ထွက်တဲ့ရက်လည်းဂျိုးပြီးတော့ဆောင်အဲ့ဒီတော့၈ရက်ဥပုပ်ဆိုလို့ရှိရင်9ရက်နေ့ကဥပုပ်ဆောင်တယ်၈ရက်နေ့ဥပုပ်ဆောင်တယ်9ရက်နေ့ဥပုပ်ဆောင်တယ်3ရက်အကျိုးအပိုနဲ့ဆောင်တာကိုပฏิဇာကရဥပုပ်လို့နိုးကြားဆောင်တဲ့ဥပုပ်လို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်များစောင့်ရရဲ့လားဆိုတာစုံစမ်းထောက်လာမယ်နော်ပုံညာလိကရွန်တိကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားအရာထဲမှာဘုရားကျောင်းကံနဲ့ပတ်သက်ပြီးတော့ဘုရားတဲတယ်ကျောင်းဆောက်တယ်ဆွမ်းလောင်းတယ်စသဖြင့်ကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဆိုတာကိုသတ္တမရိနတ်မင်းကြီးတွေရဲ့အချမ်းရံတာဝန်ကျတဲ့ပုဂ္ဂိုလ်တွေကစုံစမ်းထောက်လှမ်းပြီးတော့နတ်မင်းကြီးတွေစီအစဉ်ခံစားပို့ရတဲ့ဒါတရားမင်းကဟိုဟာကြိုင်ဆင်းဒါကြိုင်ဆင်းဆိုတော့မပါဘူးနော်တရားပဲကျွဲတော့သိမစင်းထမှာဘူးနော်လူပြေကကျွဲလဲရိုင်းနဲ့ကျွဲဆွဲမိလို့ရှိရင်တရားပဲမဲ့အခက်ခံရင်ခံရမယ်အဲ့တော့တရားက
လူပြေလာလို့ရှိရင်တကောအိဋ္ဌိပတ်နဲ့ဒီလိုပဲလာမှာသို့မဟုတ်ဝေဇန္တာနတ်အထားကြီးသူ့မှာသိန်းတော်မြင်းတစ်ထောင်ကတဲ့နတ်အထားတွေရှိနေတယ်ကျွဲကိုတော့အစည်းခက်တဲ့ကျွဲအစည်းမထင်ပါဘူးကြည့်ရအဲ့တော့အခုဘုန်းကြီးပြောတာကစာထဲမှာပါတဲ့ဟာနော်အဲ့ဒါလို့စတုမာရနတ်မင်းကြီးတွေကနေပြီးတော့လူပြေရဲ့အခြေအနေကိုစုံစမ်းထောက်လှမ်းခိုင်းတာဘယ်နေ့တွေမှာထောက်လှမ်းခိုင်းလို့ဆိုလာဆန်းရှိရဲ့လာဆုံးရှိရဲ့တဲ့ဥပုံနေ့တွေမှာအဲ့ဒီသတင်းတွေကိုလိုက်ပြီးစုနောက်တစ်ခု14ရက်နေ့တွေကြတော့ဘယ်သူတွေလာတော့ဆိုစတုမာရနတ်မင်းကြီးတွေရဲ့သားတွေကိုယ်တိုင်ဆင်းလာခဲ့တယ်အဲ့ဒီခါသူတို့သားတွေကိုယ်တိုင်က14ရက်နေ့ကျတော့လူပြည်မှာလာပြီးတော့ထောက်လန်းတယ်။ဘာတွေထောက်လန်းလဲလို့ဆိုရင်ခုနကအချက်တွေပဲ။အေးဒီမျိုးနဲ့ဒီရက်ွက်ဒီမျိုးကလူတွေဟာအမေကိုဂရုစိုက်ကြရဲ့လားအဖေကိုဂရုစိုက်ကြရဲ့လားယဟန်တန်ဃာတွေကိုဂရုစိုက်ကြရဲ့လားသူတော်ကောင်းတွေများမပြစ်မှားပဲနေကြရဲ့လားဥပုပ်တွေများဆောင်သုံးကြရဲ့လားကုသိုလ်ကောင်းမှုတွေလုပ်ကြရဲ့လားဒီအချက်တွေကိုလိုက်စုံစမ်းအဲ့တော့တရားရှိခင်သူတော်စင်ပြိဿတ်တို့နဲ့မှတ်ထားဖို့ရလောကမှာလူရလို့ဖြစ်လာလို့ရှိရင်အမေအဖေပြုစုတဲ့ဒီကိစ္စဟာနတ်တွေကအမတန်လိုလားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုမှတ်ထားဖို့နတ်တွေကဘာကြောင့်လိုလားသလဲလို့ဆိုရင်နတ်ပြည်မှာနတ်ချမ်းသာတွေစီးစိမ်တွေခံစားနေရတာအခုလို့မိဘနှစ်ပါးကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်တွေရရှိတာဒါကြောင့်မို့လို့သူတို့ကဒီလိုကောင်းကျိုးချမ်းသာကိုရရှိတတ်တဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒီကုသိုလ်တွေလုပ်ကြရလားစုံစမ်းထောက်ပါထို့တူပဲ15ရက်နေ့လပြည့်လခွေနေ့ညမှာကြတော့စတုမာရနတ်မင်းကြီး4ယောက်ကိုယ်တိုင်ကစုံစမ်းထောက်လှမ်းတယ်တဲ့တရားမင်းကြီးဆင်းတယ်လို့မပါဘူးနော်ပထမကစတုမာရနတ်မင်းကြီးရဲ့အချမ်းရံပရိသတ်ထဲကလာရောက်ပြီးထောက်လန်းတယ်14ရက်နေ့ကျတော့စတုမာရနတ်မင်းကြီးတို့ရဲ့သားတော်တွေကိုယ်တိုင်ဆင်းလာပြီးတော့စုံစမ်းထောက်လန်းတယ်15ရက်နေ့ကျတော့စတုမာရနတ်မင်းကြီး4ယောက်ကိုယ်တိုင်လာပြီးတော့ထောက်လန်းတယ်တဲ့ထောက်လန်းတဲ့အချက်တွေကတော့အတူတူပဲကဲထောက်လန်းပြီးတော့သူတို့ဘာတွေလုပ်တုံဆိုရင်တရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်မှာသူဓမ္မာလို့ခေါ်တဲ့နတ်တွေရဲ့အစည်းအဝေးကျင်းပတဲ့သူဓမ္မာစဘာဆိုတာရှိတယ်။အဲဒီသူဓမ္မာစဘာကြီးမှာပုံမှန်နတ်တွေဟာအစည်းအဝေးထိုင်ကြတယ်။အဲဒီအစည်းအဝေးမှာစတုမာရနတ်မင်းကြီးတွေကိုယ်တိုင်ကနေပြီးတော့လူပြည်ကအခြေအနေတွေကိုနတ်ပြည်မှာသွားပြီးတော့တင်ပြပါတယ်။ဘုန်းကြီးတို့တရားရှိခင်သူတော်စင်ပြိဿတ်တို့ကစဉ်းစားလိုက်တယ်ဒီနတ်တွေဟာအလုံးမရှိအလုံးရှာဒုသတင်းတွေရှာပြီးတော့အစည်းအဝေးထဲမှာတင်ပြနေတယ်လို့ဒီလိုအောက်မေ့ကြတယ်နတ်တွေကအရေးကြီးတယ်ဘုန်းကြီးတို့အခုမြို့တွေမှာနေတဲ့ပုဂ္ဂိုလ်တွေကတောရွာကလူတွေကဆံရည်စပါးဖြစ်ထွန်းပြီးတော့ဖွင့်ဖြိုးမှမြို့ကလူတွေဖွင့်ဖြိုးတာနော်တောကလူတွေမှာဆံရည်စပါးတွေမရဘူးတဲ့တောကလူတွေကဆင်းရဲကြတယ်တဲ့ဆိုရင်မြို့ကလူတွေလည်းပဲအယောင်းဝယ်တွေထိုင်းကုန်တာပဲဟုတ်တယ်မဟုတ်တောမဖွင့်ဖြိုးရင်မြို့မဖွင့်ဖြိုးသလိုပဲတောကိုမြည်နေရအခုတရားချက်ခင်သူတော်စင်ပြိဿတ်တို့နေ့စဉ်စားနေတဲ့စကားတွေဟာအေးမြဝတီရက်ွက်တဲ့စိုက်တာမဟုတ်ဘူးဘယ်ကလာတောရွာတွေကလာနော်စားနေကြတဲ့ပဲတွေဟင်းသီးဟင်းရွက်တွေဘယ်ကလာတောကလာကလေးတွေကတော့ပြောမယ်မဟုတ်မိုးစာသေးသွားဝယ်တယ်လို့ပြောမိုးစာသေးတဲ့ဘယ်ကရောက်တောရွာတွေကရောက်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့တောတွေဖွင့်ဖြိုးတဲ့အခါမှာမြို့တွေရွာတွေဟာဖွင့်ဖြိုးတယ်မြို့တွေပြည်တွေကဖွင့်ဖြိုးတယ်ထို့တူပဲလူပြည်ကလူတွေကုသိုလ်ကောင်းမှုလုံးမှနတ်ပြည်မှာတာယာဝါပြောတယ်တဲ့နတ်တစ်တွေဒိုးလာအဲ့ဒီကြမှာအလို့မို့ဆိုရင်နတ်ပြည်ကလူဦးရေရော့နတ်ဦးရေတွေရော့ပြီးတော့၆ခက်ခက်ဖြစ်သွားလူတွေကအကျင့်မကောင်းဘူးတရားပဲရက်ွယ်ပြုပြီးတော့အပျော်ပါးတွေဒီနေသေတဲ့အခါဘယ်ရောက်တော့အပယ်လေးပုံရောက်ကုန်ကြတယ်ဘယ်သွားပြီးတော့ဥယျာဉ်တွေတိုးနေတော့ဆိုငရဲမှာသွားတိုးငရဲမှာတိုးတယ်တိရစ္ဆာန်မှာတိုးတယ်ပြိတ္တာတွေတိုးတယ်ဟိုးတာဝရိန္ဒနတ်ပြည်တို့စတုမာရနတ်ပြည်တို့ကြတော့နတ်တွေကရော့ကုန်
နတ်တွေကရော့ကုန်တဲ့အခါကျတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိဘူးဟုတ်ကဲ့သေရီတကနတ်ဗိမာန်တို့ဘာလို့ဆိုဘူးမှမရှိလို့မြတ်စွာဘုရားလက်ထက်တော်ခါကာလသမယတော်ကရှင်ဆရာတော်ကြီးဒီမထေရမြတ်တပါးဂဝံပတိဆိုရှင်ဂဝံပတိဆိုတဲ့မထေရမြတ်ဟာအဲ့ဒီသေရီတကဗိမာန်ထဲမှာပိုင်ရှင်မရှိတဲ့ဗိမာန်ကြီးထဲမှာသွားပြီးတော့သတင်းသုံးနေတယ်လို့ဒီလိုဆိုတော့တချို့နတ်ဗိမာန်တွေမှာနေမဲ့လူမရှိတော့6ကတ်ဘာဖြစ်လို့လူပြေကနောက်ထပ်မလာဘူးလူပြေကအချင်းမကောင်းကြဘူးအမေဖေတွေကိုဘယ်မဆိုင်ကြဘူးယဟန်တန်ဃာတွေကိုဘယ်မဆိုင်ကြဘူးမလေးစားကြဘူးအမျိုးတွေကဆွေကြီးမျိုးကြီးဦးလေးဦးကြီးကြီးတော်တော်စားဆိုတဲ့ကိုယ်ဆွေတဲ့မျိုးတွေကကြီးတဲ့ပုဂ္ဂိုလ်တွေကိုမလေးစားကြဘူးဥပုသ်ရင်တွေလည်းပဲစောင့်တဲ့ပုဂ္ဂိုလ်နည်းသွားတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းနည်းသွားတယ်ဆိုလို့ရှိရင်နတ်ပြည်အယောင်နည်းလာအယောင်နည်းလာတဲ့အခါကျတော့နတ်ဗိမာန်တွေကတကားပိတ်ထား6ကက်ကပ်ဖြစ်ကုန်အဲ့ဒါလို့6ကက်ကပ်ဖြစ်နေမှကြောက်လို့နတ်တွေကနေပြီးတော့စုံစမ်းထောက်လှမ်းနေကြတာတဲ့သူတော်ဘာနတ်တွေအစည်းအဝေးမှာအစီရင်ခံစာတက်လာတဲ့အခါကျတော့အေးလူပြည်မှာကုသိုလ်ကောင်းမှုလုပ်တွေပေါ်တယ်လုပ်တဲ့လူတွေပေါ်တယ်မိဘနှစ်ပါးကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ယဟန်တန်ဃာတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ဆွေတဲ့မျိုးတွေကလူကြီးမိဘတွေကိုယူသည်လေးစားတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်ကုသိုလ်ကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေပေါ်တယ်သတင်းသီလစောင့်ဖို့လဲလူတွေဟာမမေ့ကြဘူးလို့ဒီလိုများသတင်းကြားလို့ရှိရင်နတ်တွေကအစည်းအဝေးထဲမှာအိုးတောင်းလဲဩဘာပေးလိုက်ကြတာတဲ့ဘယ်လိုပြောကြတော့ဆိုဒိဗဝတ္တဘောကာယပရိပုရိတန္တိပရိဟာယိတန္တိအတုရကာယဘောဥချင်းတို့ဒိဗကာယနတ်ပြည်နတ်ရွာတို့သည်ပရိပုရိတန္တိဥယေတူကားပြီး၍လာကြတော့မှာပါဟောတို့နတ်ပြည်တော့နတ်တွေပြေတော့မှာပဲစီစီကားကားကြီးရှိတော့မှာပဲငရဲရွာတို့အပယ်လေးပုံတို့တော့6ကတ်သွားတော့မှာပဲဆိုပြီးတော့တောင်းလဲနဲ့ပျော်ကြတယ်တဲ့အဲ့ဒါလို့မှမဟုတ်ဘူးလူပြေကတက်လာတဲ့အစီရင်ခံစာကိုကြည့်လိုက်လို့ရှင်လူတရားမှဥပုသ်ဆောင်တဲ့လူက10ယောက်တောင်မပြည့်ဘူးဆိုရင်နတ်တွေကိုအစည်းအဝေးကြီးတစ်ခုလုံးငြိမ်းချသွားပါပြီနော်တို့နတ်ပြည်တော့6ကတ်ကဖြစ်တော့မှာပါပဲအဲ့ဒါလို့တဲ့စတုမာတဲ့တုတ်ပြရတာဟုတ်ကဲ့အဲ့တော့နတ်ပြည်ရဲ့စီးပွားချမ်းသာတိုးတက်မှုနတ်ပြည်နောက်လောကရဲ့စီပင်မှုဆိုတာလူပြည်ပေါ်မှာတည်နေတယ်တဲ့နတ်ပြည်ရောက်နေတဲ့နတ်သားနတ်သမီးတွေဟာလူပြည်ရဲ့တန်ဖိုးကိုလူတွေတဲ့သိကြတယ်ဘုန်းကြီးတို့လူပြည်မှာနေတဲ့လူတွေကနတ်ဒီလူပြည်ရဲ့တန်ဖိုးကိုမသိတယ်လို့ဖြစ်ဘာဖြစ်လို့မသိတယ်လဲနတ်ပြည်မှာရောက်ပြီးတော့နတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလူပြည်တုန်းကဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာသူတို့ကသိလို့ဒီလိုကုသိုလ်ကောင်းမှုလုပ်ခွင့်ဆိုတာလူပြည်မှာသာရှိတယ်နတ်ပြည်မှာမရှိဘူးဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်လို့ရတဲ့လူပြည်ရဲ့တန်ဖိုးကိုနတ်တွေကအင်မတန်မှသိကြတယ်အခုမြန်မာနိုင်ငံမှာဟုတ်လားနိုင်ငံခြားထွက်ပြီးစီးပွားရှာကြတဲ့လူတွေလို့ပေါ့ဂျပန်ပြည်သွားစီးပွားရှာမယ်တဲ့အမေရိကန်သွားစီးပွားရှာမယ်တခြားနိုင်ငံတွေသွားစီးပွားရှာနိုင်ငံခြားထွက်စီးပွားရှာတဲ့အခါကျပြန်လာလို့ရှိရင်စီးပွားဥစ္စာတွေတိုးတယ်လို့တိုးတယ်လို့လည်းတိုးတယ်ပေါ့လေအဲ့ဒါကလို့တိုးတက်လာတာတွေကိုကြည့်ပြီးတော့နိုင်ငံခြားသွားပြီးစီးပွားရှာရတဲ့တန်ဖိုးကောင်းတယ်လို့လူအများစုကယူဆတယ်ဒါဥပမာတစ်ခုအနေနဲ့ပြောတာနော်နတ်တွေကလည်းပဲလူပြေကိုလာပြီးတော့စီးပွားရှာရလို့ကုသိုလ်စီးပွားကုသိုလ်ကောင်းမှုတွေများများပြုသွားရတဲ့နတ်တွေနတ်ပြည်နာလောကမှာအဆင့်တန်းမြင့်မြင့်နဲ့နေကြရတယ်ဒါကြောင့်မို့လို့လူပြေရဲ့အခြေအနေထားကိုနတ်တွေကပို့ပြီးတော့သိပါတယ်ဒါပရိသနတ်တွေနဲ့လူတွေနဲ့ဟာနတ်ပြည်ကနတ်တွေနဲ့လူတွေနဲ့ဟာပါလွန်တဲ့အချက်တွေတလှည့်စီရှိကြတယ်လို့ပြောရတာဝရိန္ဒနတ်ပြည်ကနတ်တွေကလူတွေတဲ့တာတာဘာတော့ဆိုလို့ရှိရင်
ဒိဗ္ဗေနအာယုနာဒိဗ္ဗေနဝန္ဒေနဒိဗ္ဗေနအာဓိပတိယေနဒိဗ္ဗေနအာယုနာသူတို့ကဘာသာတုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်တွေကလူတွေတဲ့တာတဲ့အချက်ကတော့အမတန်ရှည်လျားရတဲ့နတ်တဲ့အသက်ရှည်ကြမှုဟာဒါခုနကတော့ငါပြောခဲ့တယ်လို့ပဲလူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်အဲ့ဒီနီးနဲ့တွက်လိုက်မယ်ဆိုရင်တာဝရိန္ဒနတ်တွေဟာအနှစ်1000အသက်ရှည်တဲ့ပုဂ္ဂိုလ်အဲ့တော့လူပြေအနှစ်နဲ့ဆိုရင်တန်းချီပြီးတော့ကြာတာပေါ့ဒီဒါကြောင့်မို့လို့လူပြေရဲ့အသက်နဲ့စာလိုက်လို့ရှိရင်တာဝရိန္ဒနတ်ပြည်ရဲ့အသက်ကပိုးပြီးတော့ရှည်တယ်တဲ့အဲ့ဒါနဂတနောက်တစ်ခုကဒိဗ္ဗေနဝန္ဒေနနတ်တွေရဲ့အဆင်းနတ်တွေရဲ့အဆင်းဆိုတာလူတွေရဲ့အဆင်းနဲ့စာလိုက်မယ်ဆိုရင်သိပ်กว่าတယ်နတ်ဆိုတာအမတန်ချောအမတန်လှအမတန်ချောအမတန်လှသူတို့ခန္ဓာကိုယ်ကလည်းတောက်တောက်ပြောင်ပြောင်အမြဲတမ်းရှိအမတန်ကျက်တည်ရှိတဲ့ရုပ်မျိုးလူအစင်းနဲ့မတူဘူးတဲ့လူပြေကလူတွေကဖီးနိုင်လိမ့်နိုင်ဟုတ်လားနတ်သားတွေချဲနိုင်လွန်းလို့လူတွေဟာအနံ့ကလေးကောင်းနေတယ်လို့ရှိဒါလူချင်းသာနေလို့ရဟိုးတာဝရိန္ဒနတ်ပြေကနတ်တွေကယူဇနာတယူဇနာလောက်ကနေပြီးတော့လူနတ်ရလို့တဲ့လူပြေမလာကြဘူးတဲ့နော်လူတွေရဲ့အနံ့ကဆိုးလို့တဲ့သူတို့ကြတော့လူအနံ့ကိုမခံနိုင်ဘူးတဲ့ဒီလိုဆိုလို့ရှိရင်တရားမင်းလူပြေဆင်းနှာခေါင်းပိတ်ဆင်းရလိမ့်မယ်နော်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့ဘယ်ခဏခဏလာတော့ဒါဖြင့်ဘုရားလူတဲ့ဝင်ပူးတဲ့နတ်ကတော့ဘယ်လိုနတ်တုံးလို့မေးစရာရှိတယ်အဲ့ဒီနတ်တွေကတော့အမတန်မှဘုံပစိုးနတ်လို့ဆိုတဲ့ထဲကပေါ့ပြိတ္တာမျိုးတွေကစတုမာတဲ့အောက်တန်းကြတဲ့နတ်တွေကသာလူကိုပူးမှာပါဟုတ်ကဲ့ဟိုးအထက်တန်းကြတဲ့အထက်ကနတ်တွေကတော့ဘလို့မှလူပူးဖို့နေနေတာသာဟိုးတယူဇနာလောက်ကတည်းကအနံ့ရပြီးတော့နှာခေါင်းပိတ်နေရတာဘယ်ဝင်ပူးပါအဲ့တော့နတ်တွေဆိုတာကအဆင်းအယောင်အားဖြင့်လဲလူတဲ့အမတန်မှလှပချောမောတယ်အာဓိပတိယအစိုးရပိုင်ဆိုင်မှုဆိုတာလည်းပဲနတ်တွေကသိပြီးတော့ထက်မြက်လူတွေပိုင်ဆိုင်မှုတဲ့သူတို့ပိုင်ဆိုင်မှုကြီးစိုးမှုကပိုပြီးတော့အဆင့်သားတယ်တဲ့အဲ့ဒါကနတ်တွေကလူတွေတဲ့သားတဲ့အချက်သုံးဒါချင်းလူတွေကရောနတ်တွေတဲ့သားတာမရှိဘူးလားလို့ဆိုရှိတယ်သူရာတတိမန္တောဣဒဗျမစရိယဝါသောသူရာလူတွေကရဲစွမ်းတတ္တိရှိတဲ့နေရာကြတော့နတ်တဲ့သားတဲ့နော်တတ္တိကောင်းတဲ့နေရာမှာလူကနတ်တဲ့သားတဲ့အလွန်တတ္တိကောင်းကြံ့ကြံ့ခံဆင်းရဲခံနိုင်တယ်ပေါ့သူကဒါကြောင့်မလို့သူရာရဲစွမ်းတတ္တိရှိတယ်နောက်တစ်ခုကတတိမန္တောလူတွေကတတိကောင်းတယ်တဲ့နတ်တွေတဲ့တောင်လူကတတိကောင်းဆိုပဲဟုတ်တော့ဟုတ်တယ်တရားမင်းကြီးတစ်ခါတော့ကအရှင်ဘုရားမြတ်စွာဘုရားကိုလာမေးတယ်တဏှာကုံတဲ့အချက်ဟောပြလိုက်တော့သူသဘောကျပြီးသာဓုခေါ်ပြီးတော့နတ်ပြည်ပြန်တက်တယ်အဲ့ဒီသာဓုခေါ်လိုက်တဲ့အတန်ကိုဘယ်သူကကြားတော့ဆိုလို့ရှိရင်တစ်ဖက်အခန်းမှာသတင်းသုံးနေတဲ့ရှင်မောက္ကလံကကြားလိုက်ဟေးသာဓုခေါ်သွားတယ်ဘုရားဗာတရားဟောလိုက်တယ်ဆိုတော့မကြားလိုက်ဘူးတရားကြီးကသာဓုခေါ်လိုက်တဲ့အခါဒါတော့တရားဟောလိုက်တာနေမှာပဲငါဗာတရားဟောတော့လိုက်မေးဦးမှာပဲဆိုပြီးတော့တရားမင်းကြီးလည်းနတ်ပြည်ရောက်နောက်ကရှင်မောက္ကလံလိုက်သွားပြီးတော့ဟိုလည်းရောက်ရောတရားမင်းကြီးကရှင်မောက္ကလံလည်းမြင်လိုက်ရောလန့်သွားတာဟာရှင်မောက္ကလံလိုက်လာပြီခုနကတရားမေးတော့မှာပဲစဉ်းစားတော့ခေါင်းကိုခြာတစ်ပတ်လဲတော့မေးသွားပြီခုနကဖះဟောလိုက်တဲ့တဏှာသင်္ခေယဆိုတဲ့ကျင့်စဉ်ကိုသူဘာလို့မှအစားဖော်လို့မရတော့ဘူးနောက်ကြတော့မှရှင်မမောက္ကလံကတကိုးတော်နဲ့သူနေတဲ့ပြတ်တတ်ကိုကင်လှုပ်လိုက်တဲ့အခါမှာကြောက်ပြီးတော့အဲ့ကြတော့မှပေါ်လာတယ်နော်အေးတတိကြတော့လူတွေကပို့ပြီးတော့ကောင်းပါလေဘာဖြစ်လို့လူတွေကနတ်တွေတဲ့ပိုတတိကောင်းတော့ဆိုတာအထက်ကရာကအကြောင်းပြထားတာရှိနတ်တွေဆိုတာဒုက္ခဗဟုလအလွန်ကိုချမ်းသာတယ်တဲ့
သိချမ်းသာသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ချမ်းသာဒုက္ခတွေသိများနေသည့်အတွက်ကြောင့်တတိအားနည်းသွားတယ်ငရဲသားတွေကြတော့ဒုက္ခသိကြီးတယ်တဲ့ဆင်းရဲဒုက္ခတွေနဲ့ကြီးကြုံနေရတယ်သူတို့လည်းပဲတတိအားနည်းသွားတယ်လူကြတော့ဘာဖြစ်လို့တတိကောင်းတော့ဆိုရင်ဒုက္ခတလဲဒုက္ခတလဲချမ်းသာတလဲဆင်းရဲတလဲလူကစုံတဲ့နော်ချမ်းသာတဲ့အခါချမ်းသာလိုက်ဆင်းရဲတဲ့အခါဆင်းရဲလိုက်ဆိုတော့လူကတတိပိုကောင်းတဲ့အလှည့်အပြောင်းကလေးနဲ့မဟုတ်ဟုတ်ကလားအလှည့်အပြောင်းကလေးတွေဆိုတော့တတိပိုကောင်းသွားတယ်လို့အထက်ကရာမှာဒီလိုအကြောင်းပြတာတတိကောင်းတဲ့နေရာမှာလူတွေကနတ်တွေတဲ့သားနောက်တစ်ခုသာတာတော့ဣဒဗြဟ္မစရိယဝါတော်တဲ့မြတ်စွာဘုရားရဲ့သာသနာတော်မှာတရားကျင့်ခွင့်ညတော်အကျင့်ကိုကျင့်သုံးနေထိုင်ခွင့်ရတာလူပြည်မှာအဲ့တော့စဉ်းစားကြည့်လေနတ်တွေကနတ်သားတွေဒုံလဘယဟန်တက်ချင်တယ်ဆိုလို့တက်လို့ရမှာမရဘူးနော်ဒုံလဘယဟန်တက်ချင်လို့မရဘူးဥပုသ်ဆောင်ဖို့တောင်ခက်ခက်ခဲဥပုသ်ဆောင်ရင်တရားမင်းကြီးက950ဇာတ်ထဲမှာလူပြည်စိတ်ဆိုင်လာရတယ်ဥပုသ်ဆောင်ရင်ဟိုမှာဥပုသ်ခဏခဏဂျိုးလိုက်နေဟုတ်ကဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာအကောင်းဆုံးနေရာလူပြည်ဖြစ်ပါတယ်အခုလိုအကောင်းဆုံးနေရာရောက်ရတဲ့နဲ့ဘုန်းကြီးတို့တရားချက်ခင်တော်တဲ့ပြိဿတဲ့လိုက်ပြီးတော့ချိလိုက်ကဘာမှာဒီကနေ့ကဘာမှာတန်ပေါင်း9000ကျော်ရှိတယ်လူဦးရေတန်ပေါင်း9000သောလူဦးရေတွေကဗုဒ္ဓဘာသာဟာ2တန်းတောင်ပြည့်ချင်မှပြည့်မှာပါအဲ့ဒီဗုဒ္ဓဘာသာ2တန်းနဲ့ကလည်းပဲတရားဓမ္မနဲ့ဥပုသ်သတင်းနဲ့ဆောင်းနိုင်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိအဲ့ဒါမှနဲတယ်နော်အဲ့တော့လူဘဝမှာအပျော်အပါးနဲ့နေစဉ်ကုံဆုံးပြီးတော့နေကြတယ်တဲ့လူဘဝတန်ဖိုးရှိတဲ့လူဘဝဟာတန်ဖိုးမဲ့တဲ့အနေအထားမျိုးတန်ဖိုးရှိတဲ့လူဘဝကိုတန်ဖိုးရှိရှိအသုံးမချတဲ့ဖြင့်အချိန်လေးအလဟတကုန်သွားကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမနုဿလာဘံလတ္တနာတတ္တမေတ္တပဝေတိတေယေခဏံနာရိကိသံတိအတိနာမင်းတိတေခဏံတတ္တမေတ္တပဝေတိတေသူတော်ကောင်းတရားကိုဟောကြားနေခြင်းခါကာလသမယမှာတတ္တမေတ္တပဝေတိတေသူတော်ကောင်းတရားကိုဟောကြား၍သာသနာတော်ထွန်းကားနေတဲ့အခါသမယမှာမနုဿလဘံလတ္တနာအမတ္တမရခဲ့လာတဲ့လူဘဝလူခန္ဓာကိုရရှိကြပါကုန်လျက်ရေခြင်းပုဂ္ဂိုလ်တို့သည်ခဏခဏကောင်းအခွင့်ကောင်းကြီးကိုနာရီကိသန္တိခဏကောင်းမှမသိကြလေကုန်ဒေထုခဏကောင်းအခွင့်ကောင်းကြီးကိုရထားပါလျက်ခဏကောင်းအခွင့်ကောင်းမှမသိကြတဲ့ပုဂ္ဂိုလ်တို့သည်ခဏဗုဒ္ဓပါဒနဝမလို့ဆိုတဲ့တကယ်အရာတော်တဲ့အခွင့်ကောင်းကာလကောင်းကြီးကိုအတိနာမင်းတိကျော်လွန်၍သွားကြသေးကုန်၏ဣတိတဘဂဝါရှိခုံတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစာကောင်းစွာမတည်ဟောကြားတော်မူခဲ့ပါပေတည်းကဲလိုက်ပြီးတော့ကြည့်လိုက်လူပြည်လူလောကမှာမြတ်စွာဘုရားရဲ့သာသနာတော်ထွန်းကားနေတဲ့အချိန်ကုသိုလ်မျိုးစုံဒါနကုသိုလ်လည်းလုပ်နိုင်တယ်သီလကုသိုလ်တွေလည်းဆောက်တည်နိုင်တယ်ဘာဝနာကုသိုလ်ဆိုတဲ့အကျင့်တွေလည်းကျင့်နိုင်တယ်ဒီလိုအခွင့်ကောင်းကာလကောင်းကြီးနဲ့လူဘဝရနေရတဲ့အဲ့ဒီအခွင့်ကောင်းကိုတရားဓမ္မအတွက်အသုံးမချပဲနဲ့ပျော်ကပါကစားကအိတ်ခါနဲ့အချိန်ကုန်ပြီးတော့လူဘဝတက်တန်းကုန်ဆုံးသွားမယ်ဆိုဘယ်လောက်နစ်နာလဲအလုံးကိုနစ်နာပါဘာဖြစ်လဲလဲဆိုရင်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်မိဘလက်ထက်ကရှာထားလို့ရထားတဲ့ပစ္စည်းလေးတွေထိုင်စားလို့ကုန်သွားပြီးတော့ဘာမှမကြံလို့ဆင်းရဲဒုက္ခရောက်သွားတဲ့လူနဲ့တူတူပဲနော်ထိုင်စားတာနဲ့ကုန်သွားတယ်ဘာတစ်ခုမှရှေ့တိုးတက်လာမှာမဟုတ်ဒါကြောင့်မလို့လူဘဝရလာတဲ့အခါမှာအလွန်တန်ဖိုးရှိတဲ့လူဘဝရလူဘဝတန်ဖိုးကိုဘယ်သူတွေကသိနတ်တွေကသိဒါကြောင့်မလို့နတ်တွေကသူတို့နတ်သားတွေကိုအချင်းချင်းအမှားစကားပြောတဲ့အခါမှာဘယ်လိုပြောတယ်လဲ
ဆိုပါတော့တာဝရိန္ဒနတ်ပြည်တို့အထက်နတ်ပြည်တွေမှာနတ်သားတစ်ယောက်ဟာသက်တမ်းကုန်ဆုံးလို့သုတိစိတ်ကြတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ရှေ့ပြေးနမိတ်ကလေးတွေပေါ်လာတယ်နော်ဒီပြည်မှာတော့ပုပ္ပနမိတ်တွေကအများကြီးဆေးရုံသွားဆက်လိုက်လို့ HIV တွေ့ပြီဆိုရင်ပုပ္ပနမိတ်ပဲပေါ့နော်။ဘာယောဂညာယောဂအခုပေါ်ပါပုပ္ပနမိတ်တွေအဲ့ဒီမှာတာဝရိန္ဒနတ်ပြည်ရဲ့ပုပ္ပနမိတ်ကတော့နတ်တွေမှာပြတယ်ဒီနတ်သားသုတေတော့မယ်နတ်ပြည်ကသုတေတော့မယ်ဆိုလို့ရှိရင်ပုပ္ပနမိတ်ပြဘာတွေပြလဲလို့ဆိုရင်မာလာမိလာယန္တိမာလာဆင်ထားတဲ့ပန်းကုန်းတွေဟာလည်းမိလာယန္တိညှိုးနွမ်းတဲ့အောင်ဖြစ်၍လာကုန်၏နတ်တွေဆိုတာပန်းဆင်ထားတာနတ်တွေကခေါင်းမှာပန်ထားတဲ့ပန်းသို့မဟုတ်လက်ဘက်မှာဆွဲထားတဲ့ပန်းတစ်ခါဆင်တစ်ခါပန်ထားဘယ်တော့မှညှိုးတယ်မရှိဘူးတဲ့နတ်ပန်းဟာဘယ်တော့မှမညှိုးဘူးပန်းကလေးညှိုးသွားပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့မယ်ယောဂဝင်လာပြီပေါ့ဒီနတ်သေတော့မယ်ဒါပုပ္ပနမိတ်တစ်ခုပဲဝဋ္ဌာနိကိလေသာနိဝဋ္ဌာနိဝဋ္ဌာတဲ့အဝဋ္ဌဇာတို့ဟာကိလေသာနိနွမ်း၍လာကြလေကုန်ဝဋ္ဌာတဲ့အဝဋ္ဌကလည်းခါတိုင်းလို့တောက်တောက်ပြောင်ပြောင်မဟုတ်ဘူးနည်းနည်းပေးပေးရည်ရည်ဖြစ်လာလူတွေကြတော့မဟုတ်တရားဝနှစ်ရက်ဝခေါ်လိုက်လျှော်လိုက်ရတာမပြောနဲ့တော့နော်3-4ရက်ဆက်ဝလို့ရှိရင်သူနာဘူးမကတ်တော့မှာမဟုတ်အဲ့တော့တရက်လောက်ဝတ်လိုက်တာနဲ့ပဲလူရဲ့အဝတ်ကနန်းဆော်သွားပြီနွမ်းသွားပြီနတ်ပြည်ကြတော့အဲ့ဒါလိုမဟုတ်ဘူးဝတ်ထားတဲ့အဝတ်တစ်ခုရာဇပံအမြဲတမ်းစင်ကြယ်နဲ့နတ်ပြည်မှာဟုတ်လားအိုမိုးတို့ဆိုးဆိုးတို့လည်းဘာမှမလုပ်ဖတ်ပြမဟုတ်နေဘယ်တစ်ခုမှမလုပ်အဝတ်ဖို့ဆရာလည်းမလုပ်ဘူးဟုတ်ကဲ့အဝတ်ဖို့ဆရာမလုပ်ဘူးအမြဲတမ်းအဝတ်ဟာအသစ်ချက်ချွတ်တစ်တွင်ပြီးတော့နေတယ်အဲ့ဒီထဲကအဝတ်ကလေးကနွမ်းလာပြီဆိုလို့ရှိရင်ဒီနတ်ဟာသေတော့ဒါနမိတ်တစ်ခုပဲဝတ်ထားတဲ့အဝတ်ကလေးနွမ်းလာပြီပေးလာပြီဆိုလို့ရှိရင်သေဖို့ပဲနောက်တစ်ခုကကိစေသေတာမௌသန္တိကိစေဟိလကတိကြတော်မှာသေတာချွေတို့သည်မௌသန္တိယူထွက်၍လာကုန်ဂျိုင်းကြားချွေယူလူပြေမှာဂျိုင်းကြားချွေယူလို့သေမယ်ဆိုရင်တော့လည်းပဲနော်အခုလိုလွေရာဒီအိုက်လိုက်တာဂျိုင်းကြားကမကဘူးတကောလုံးချွေးကိုကြိုက်ကြနတ်ဆိုတာကြတော့နတ်ခန္ဓာကိုယ်ကချွေးမထွက်ဘူးတဲ့ချွေးမထွက်ဘူးဆိုတော့နတ်တွေကအဲရကောင်းတဲ့ညနေလို့လားမသိဘူးနော်လူပြေလို့မီးခဏခဏပြက်နေရင်တော့ဒီအဲရကောင်းလည်းအေးမှမဟုတ်ပါဘူးအဲ့တော့နတ်ပြေကနတ်တွေကတော့ချွေးမထွက်ဘူးတဲ့ချွေးမထွက်တဲ့အတွက်ကြောင့်ချွေးထွက်လာပြီဆိုလို့ရှိရင်ဂျိုင်းများကချွေးစက်ကလေးကျလာစို့လာပြီဆိုရင်ဒီနတ်ဟာသေဖို့ပုပ္ပနမိတ်တစ်ခုဖြစ်လာတယ်အဲ့ဒါပုပ္ပနမိတ်တစ်ခုဘုရားရှင်မှတ်တာနော်နောက်တစ်ခုကဘာဖြစ်လာအခုဘယ်နှခုရှိသွားပါတော့3ခုရှိသွားပြီနော်ပန်ထားတဲ့ပန်းနေညိုလာတယ်အဝတ်တွေကနွမ်းလာတယ်နောက်ပြီးတော့ချွေးထွက်လာတယ်ဂျိုင်းကချွေးထွက်လာကာယေဒုဗ္ဗနံဥက္ကမတိကာယေခန္ဓာကိုယ်၌ဒုဗ္ဗနံမလမပအခြေအနေသည်ဥက္ကမတိဖြစ်ပေါ်၍လိုက်ခန္ဓာကိုယ်မှာအယုဆိုးအကြီးတန်တာလေးတွေပေါ်လာတယ်တဲ့ပရေလေးတွန့်လာလေးတဲ့မလေးလူပြေမှာတော့ပေါ်လာအများကြီးပဲခေါင်းပေါ်ကသပင်းကတစ်ချောင်းပြီးတစ်ချောင်းဖြူသွားဖြူကိစ္စမရှိဘူးဆေးမဲဆိုးလိုက်သိတာနော်။ဒါကသွားကတစ်ချောင်းပြီးတစ်ချောင်းပြုတ်ထွက်ကိစ္စမရှိဘူးသွားဆိုင်ဆရာစီသွားပြီးစိုက်လိုက်သေးတယ်။နောက်ပြေကြတော့အဲ့လိုမဟုတ်ဘူးအခြေအနေလေးခန္ဓာကိုယ်မှာယွင်းလာပြီဆိုရင်အဲ့ဒီနာသိတော့လူပြေကတော့ယွင်းလည်းမသိပါဘူးနော်။သပင်းလေးဟုတ်လားတစ်ချောင်းမကပါဘူးအကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူး။အကုန်လုံးဖြူသွားတယ်ကိစ္စမရှိဘူး။သွားတွေလည်းတစ်သက်တည်းရှိတာအကုန်ကျွတ်သွားကိစ္စမရှိဘူး။မသေးသေးဘူး။ပရေတွေတွန့်နေတိုင်းတွန့်မသေးသေးဘူးလူကြီးကနတ်ပြည်ကြတော့အဲ့လိုမဟုတ်ဘူးတဲ့နည်းနည်းလေးအသားကလေးညိုသွားပြီနော်မွေး66ကလေးဖြစ်လာပြီဆိုရင်ဒီနတ်သေးတော့မယ်ခါတော့ဝင်းဝါဆိုဣနေတဲ့နတ်ရဲ့ခန္ဓာကိုယ်အသားအရည်လေးတွေကနည်းနည်းလေးပဲ
ရုပ်ရှင်လေးပြက်လာတဲ့ဆိုရင်သိဖို့ပဲဒါနမိတ်တစ်ခုပဲနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တကေဒေဝဒေဝသနေနာဘိရမတိဒေဝနတ္တိတကေဒေဝသနေမိမိနေတဲ့နတ်ဘိမာမနာဘိမြေရတိပြောမပြောတော့ပါကိုနေရကိုမပြောဘူးတဲ့ဟိုသွားခြင်းထိတ်ဒီသွားခြင်းထိတ်ဒီဖြစ်လူတွေမှလည်းအဲ့လိုဖြစ်တတ်တယ်နော်နေရထိုင်ရတာမပြောဘူးဆိုရင်အဲ့ဒါပြောင်းကျင်လာတဲ့သဘောပဲဟုတ်လားနေလို့ထိုင်လို့ဘာလို့မဟုတ်ပြောကိုမပြောဖြစ်လာအဲ့ဒီနတ်ကလည်းပဲသူ့ဘုံမိမှန်နဲ့မှသူနေရတာမပြောတော့ဘူးညင်းငွေ့လာအဲ့ဒီနတ်ဟာတည်တော့မယ်အဲ့ဒါနတ်တွေကပုဗ္ဗနမိတ်ပြလာအဲ့လိုပုဗ္ဗနမိတ်ပြလာတယ်ဆိုလို့ရှိရင်သူတို့ကလည်းသိကြတယ်နတ်တွေတည်တော့မယ်ဒီနတ်ကတည်တော့မယ်ဒါကတကိုးကြီးတဲ့နတ်တွေမှပြတာတဲ့သိပြီးတကိုးမကြီးတဲ့နတ်ကြတော့ဘုခနဲ့သိသွားတာဘုခနဲ့သိသွားတာကမီးငိမ့်သွားတယ်လို့ပဲဖျောင်းနိုင်မီးကလေးဟုတ်ခနဲ့ငိမ့်သွားတယ်လို့နတ်ခန္ဓာကိုယ်ဟုတ်ခနဲ့ပျောက်သွားအဲ့တော့နတ်အတုဝချဆိုတာမရှိဘူးပေါ့ဗျာကောင်းတော့ပေါ့ဒီတကြိုစရာလည်းမလိုဘူးအတုဝရင်ငားစရာလည်းမလိုဘူးနော်နတ်ကြတော့သိသွားရင်ပျောက်သွားရောမီးငိမ့်သွားတယ်လို့ပဲဟုတ်ခနဲ့ပျောက်သွားတာပြီးတာသိသွားပြီတကိုးကြည့်တဲ့နတ်တွေမှာအဲ့ဒီလိုအခြေအနေပြလာတဲ့အခါကျတော့သူ့ရဲ့ပတ်ဝန်းကျင်တွေကဝိုင်းပြီးတော့အားပေးစကားအမှားစကားပြောကြတယ်ဒီတော့မှဆိုဘေးကလည်းသိလာတော့အမှားစကားပြောကြတယ်ဤတော်ဘောသူကတိန်ကိစ္စသူကတိန်ကဏဝသုလတ္တလာဘံလဘသုလတ္တလာဘံလဘိတဝသုပ္ပတိဋ္ဌိတောဘဝဟိနတ်တွေရဲ့အမှားစကားလေးသုံးခုနော်ဘောချင်နတဤတော်ဤနတ်ပြေမသူကတိန်သူကတိဘုံတို့ကိစ္စသွားပါလေသင်တေးမှာကြောက်မနေနဲ့ကွာတဲ့ဒီဘွားကတေးသွားသူကတိဘုံသာသွားတဲ့ဘယ်မှမသွားနဲ့ဒါစကားတစ်ခေါင်းပဲသူတို့မှားလိုက်တာဟုတ်တယ်ဘောချင်နတဤတော်ဤနတ်ပြေမသူကတိန်သူကတိဘုံတို့ကိစ္စသွားပါလေဒီကတိသူကတိဘုံတို့ခန္ဓာဝါသွားပြီးတဲ့အခါမှာသုလတ္တလာဘံအလွန်တရာရတော်လာတဲ့လလဘကိုလဘရအောင်ယူပါလေအကောင်းဆုံးလလဘကြီးကိုမြင်ရအောင်ယူလိုက်ပါတဲ့အဲ့ဒီရောက်သွားရင်သုလတ္တလာဘံလဘိတဝါအကောင်းဆုံးလလဘကိုရအောင်ယူပြီးတဲ့နောက်မှာသုပ္ပတိဋ္ဌိတောဘဝဟိခိုင်နိုင်မြဲမြဲရပ်တည်နိုင်အောင်ကြိုးစားပါလေဟောနတ်ပြေကမှားလိုက်တဲ့အမှားစကား၃ခုသေကဏိနတ်သားတယောက်ကိုနတ်တွေကဝိုင်းပြီးတော့မှားလိုက်ကြတာသူဂတိဘုံကိုရောက်သွားလိုက်ပါဒါတခွန်းနော်သူဂတိဘုံကိုသွားပြီးတဲ့နောက်မှာအကောင်းဆုံးသောလလဘကိုရအောင်ယူလိုက်ပါအကောင်းဆုံးသောလလဘကိုရပြီးတဲ့အခါမှာအခိုင်အမာဆုပ်ကိုင်ထားနိုင်အောင်ကြိုးစားပါအဲ့ဒီအချက်၃ချက်ဟာအရေးကြီးဆုံးပါပဲတဲ့နတ်တွေကဒီလိုမှားလိုက်တာနော်အဲ့လိုမြတ်စွာဘုရားကယဟန်တန်ဃာတွေကိုနတ်တွေကအခြေအနေကိုဒီလိုဟောပြအဲ့လိုဟောပြတဲ့အခါကျတော့တရားနာပရိသတ်ထဲကဘုန်းကြီးတို့တရားနာပရိသတ်တွေရောကဲမေးခွန်းလေးမေးခြင်းစိတ်ပေါ်မလာဘူးလားသူကတိဘုံဆိုဘာပြောတာတော့အကောင်းဆုံးလလဘဆိုတာရောဘာပြောတာတော့ခိုင်ခိုင်မာမာယက်တီပါဆိုတာကတော့ဘာပြောတာတော့မေးခြင်းစိတ်မပေါ်ဘူးလားအေးမြတ်စွာဘုရားကနတ်သားတွေကအခုလို့နတ်ပြေကအမှားစကားပြောကြားနေတာနဲ့ပတ်သက်ပြီးတော့ယဟန်တွေကိုရှင်းပြနေတဲ့အခါမှာတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးလိုက်ဂန္ဒီရှိဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသူကတိကမနသင်္ခါတံနတ်ပြေသို့သွားတယ်ဆိုတာအကိဉ္စုဘယ်ဟာပါလဲဖရာနတ်ပြေသွားတယ်ဆိုတာဘာလဲဘယ်လိုဟာကိုပြောတာသူကတိကမနသင်္ခါတံသူကတိဘုံကိုသွားတယ်ဆိုတာကိဉ္စုအဘယ်သို့ပါနည်းသူကတိဘုံသွားတယ်ဆိုတာဘာလဲဗျာသူလတ္တလဘကောင်းသောလလဘကိုရခြင်းဆိုတာကိဉ္ပါဏအဘယ်ပါလဲဖရာသောပတိဋ္ဌိတသင်္ဃာတံကောင်းစွာယက်တည်ခြင်းဆိုတာလည်းပဲကိဉ္ပါဏအဘယ်ပါလဲဖရာဒီအချက်၃ချက်တပည့်တော်တို့နားမရှင်းပါဘူးတရားနာပရိသတ်ထဲကယဟန်တစ်ပါးကမေးတော့မနောဇတံခောဘိက္ခုသူလတ္တမနောဇတံခောဘိက္ခုသူကတိကမနသင်္ခါတံဘိက္ခုจิตာယံမနောဇတံလူဘဝ
မနုဿတံလူဘဝကိုသူဂတိကမနာသင်္ခါတံတတိသူဂတိဘုံသို့သွားရောက်ခြင်းဟူ၍ဆိုအပ်ပါပေမနုဿတံလူအဖြစ်ကိုသူဂတိကမနာသင်္ခါတံသူဂတိဘုံသို့သွားခြင်းဟူ၍ခေါ်ဆိုအပ်တယ်။ဩသူဂတိကမနာသူဂတိဘုံသွားတယ်ဆိုတာတခြားမဟုတ်ဘူးလေလူဘဝကိုရတာကိုပြောတာနော်လူဘုံကိုသွားလို့ဒီလိုပြောနတ်တွေကလူဘုံကိုသူဂတိဘုံလို့ခေါ်တယ်ဘေကုจิตာယံသူဂတိကမနာသင်္ခါတံသူဂတိဘုံသို့သွားတယ်ဆိုတာမနောသတ္တံလူဘဝကိုရရှိခြင်းပဲဘေကုจิตာယံယောခြင်းပုဂ္ဂိုလ်ဒီမနုဿဘုသောတမန်တော်လူဖြစ်လာတဲ့အခါကာလမှာတထာဂတပွေရီတေမြတ်စွာဘုရားဟောကြားတော်မူအပ်တဲ့ဓမ္မအဝိနည်းသုတ်ပြီးဓမ္မဝိနည်းလို့ဆိုတဲ့သာသနာတော်မြတ်ကြီးမှာသတ္တံယုံကြည်မှုကိုပฏิလဝတိယဣဒံဖရာသာသနာတော်မှာယုံကြည်မှုရခြင်းဆိုတာသုလတ္တလဘသင်္ခါတံအကောင်းဆုံးသောလလဘကိုရခြင်းလို့ဆိုအပ်ပါတယ်။ဩသူဂတိဘုံသွားဆိုတာတခြားပြောတာမဟုတ်ဘူး။စိတ်ကူးမလွဲနဲ့လူပြေတာသွားတဲ့အထက်နဲ့တွေဘုံမသွားနဲ့ဩလူပြေကိုပြန်လိုက်ပါ။ဟုတ်ကဲ့။လူပြေကမှစီးပွားရှာလို့ခေါင်းတာကိုစီးပွားသွားရှာအောင်။နောက်တစ်ခါနတ်ပြေပြန်ရောက်ရင်ဒီတဲ့တကိုးကြီးတဲ့နတ်ဖြစ်ရမှာဟုတ်နော်။လူပြေမှာဥပုသ်ဆောင်လို့ကောင်းတယ်အလှူဒန်းလုပ်လို့ကောင်းတယ်။ဟောလူပြေမှာကုသိုလ်တွေလုပ်စားတယ်တအားပေါ့။ဒါကြောင့်မို့လူပြေကိုလူပြေဟာသူဂတိဘုံပဲသူဂတိဘုံရောက်တဲ့အခါကျတော့သာသနာတော်မြတ်ကြီးမှာယုံကြည်ရဲဆိုတဲ့တတ္တတရားကိုရှိအဲဒီတတ္တတရားကိုရအောင်ယူပါသရတရားမရှိဘူးဆိုလို့ချင်းဘာမှလုပ်လို့မရဘူးနော်တတ္တဆိုတာကံကံရဲ့အကျိုးကိုယုံကြည်တာလည်းပဲတတ္တသံပတ္တရဏလက္ခဏာစိတ်ထဲမှာကြီးနေတာတရားဝဲသွားမှစိတ်ထဲမှာကြီးနေဒီနေ့ကျတရားနာရမယ်ဆိုစိတ်ဝင်စားနော်စိတ်တွေကြီးနေတယ်သူတို့ကောင်းမှုလောကမှာစိတ်ကြီးနေတယ်ဟာကြံလို့ဆိုဥပုသ်သတင်းဆောက်တည်ရမယ်ရိတ်တာဝင်ရမယ်တရားထိုးရမယ်စိတ်တွေကြီးနေတယ်တတ္တတရားဖြစ်လာလို့ရှိရင်လူရဲ့စိတ်ဟာကြီးနေစိတ်မကြည်လို့ရှိရင်လူကကုသိုလ်ကောင်းမှုမလုပ်နိုင်ဘူးကိုယ့်ကိုယ်စဉ်းစားကြည့်တစ်ခါတည်းအောင်စိတ်မကြည်မလင်ဖြစ်နေလို့ရှိရင်ကုသိုလ်မလုပ်နိုင်ဘူးနော်အဲ့တော့စိတ်မကြည်ဘူးဆိုတာဘာတွေကိုပြောမလဲကာမဂုဏ်အာယုန်တွေထဲမှာပြောခြင်းနဲ့ပါခြင်းနဲ့စိတ်တွေများနေလို့ရှိရင်စိတ်မကြည်ဘူးပြောခြင်းနေတာနော်ပြောတယ်ဆိုတာဘာမျက်စိကအာယုန်အသက်ဆန်းတွေကိုကြည့်ပြီးလာတာပါတာကြည့်ပြီးတော့ပြောတာနားတွေကလည်းစူးစူးညံညံသချင်းတန်လေးတွေနားထောင်ပြီးတော့ပြောတာနှာခေါင်းကမွေးကြိုင်းတဲ့အနံလေးတွေကိုနမ်းရှူပြီးတော့ပြောတာလျှာလည်းကောင်းလို့ရာရာမြက်မြက်ကလေးတွေစားတော့ပြီးတော့ပြောတာခန္ဓာကိုယ်ကလည်းအထီးတွေ့လေးတွေနဲ့ပြောတာဒါကိုကာမခုနကာမခုနကာမဒုက္ခလို့ခေါ်တယ်နော်အဲဒီကာမချမ်းသာတွေပေါ်မှာစိတ်ဆန္ဒတွေပြင်းနေတာကိုကာမိဆန္ဒလို့ခေါ်တယ်အဲဒီကာမဂုဏ်တွေကိုလိုလားခြင်းနေတဲ့ပြောခြင်းပါခြင်းနဲ့စိတ်ဆန္ဒတွေများနေမယ်ဆိုလို့ရှိရင်ကာမိဆန္ဒဆိုတာနိဝရဏကုသိုလ်တရားတွေမဖြစ်အောင်ဆုတ်ပိတ်ပလိုက်ပြီကုသိုလ်တရားတွေမဝင်နိုင်တော့ block ဖြစ်သွားတယ်ဟုတ်ကဲ့ကုသိုလ်တရားတွေစိတ်ထဲမှာမပေါ်လာတော့ပြောခြင်းပါခြင်းနေတဲ့ပုဂ္ဂိုလ်တရားဥပုသ်ဆောင်ပါမလားဆောင်းမှုဟုတ်ကဲ့အပျော်ပါးတွေကိုမျက်ွယ်ပြုမှဥပုသ်ဆောင်နိုင်လားအေးဒီကနေ့ကျရေသမင်လျှောက်ကြည့်အောင်မယ်ဆိုတရားဝဲလာနိုင်ပါ့မလားအေးကာမိဆန္ဒလို့ဆိုတဲ့ပြောခြင်းပါခြင်းနဲ့ဆန္ဒတွေကိုချိုးနှိမ်ပြီးမှတရားပွဲလာလို့ရတာနော်အဲဒါကြောင့်မလို့ချိုးနှိမ်လိုက်နိုင်တာဟာတတ္တတရားရဲ့ဆွမ်းအားတစ်ခုပါဟုတ်ကဲ့နိဝရဏတရားတွေကိုဖယ်ရှားပြနိုင်တာတတ္တတရားကဖယ်ရှားပြနိုင်တယ်နောက်တစ်ခုနိဝရဏလူတွေကအလိုကြလို့ရှင်ပြုံးတယ်အလိုမကြဘူးဆိုလို့ရှင်မတည်မနာဖြစ်တယ်အဲ့ဒါကိုဗျာပါဒလို့ခေါ်နော်အာယုံပေါ်မှာမိမိကြိုက်နေတဲ့အခါမှာကာမိဆန္ဒမကြိုက်နေတဲ့လို့အလိုမကြဘူးမုန်းနေဆိုလို့ရှိရင်ဗျာပါဒကြိုက်မကြိုက်နှစ်ခုထွက်မလာဘူးလားအေးမကြိုက်ဘူးဆိုတဲ့စိတ်အလိုမကြစိတ်တိုးနေတဲ့ပုဂ္ဂိုလ်တရားဟာလည်းတရားပွဲလည်းမလာနိုင်ဘူးကုသိုလ်ကောင်းမှုလည်းမလုပ်နိုင်ဘူးစိတ်အလိုမကြဖြစ်နေနော်ထို့တူပဲချိနာမိတာကုသိုလ်ကောင်းမှုမှစိတ်အားတွေကြနေတယ်
ကုသိုလ်ကောင်းမှုလောကမှာစိတ်မဝင်စားဘူးစိတ်မပါဘူးစိတ်တွေတွန့်ဆုတ်နေတယ်ဌိနမိတ်တာလို့ခေါ်တယ်နော်အိတ်ချင်မိုင်ဝဲမှာဌိနမိတ်တာမဟုတ်ဘူးကုသိုလ်စိတ်တွေကနောက်ဆုတ်နေတယ်ကုသိုလ်လောကမှာတွန့်ဆုတ်နေတယ်ဆိုတာဌိနမိတ်တာဖြစ်တာဩဒိစ္စကုက္ကုစာစိတ်တွေကလေးနေတယ်နောင်တပူပန်မှုတွေကလွှမ်းနေတယ်ဟောကုသိုလ်မလုံးနိုင်ဝိသိကိစ္စဒါတွေလုံးနေရောအကျိုးရှိရလားဟောသံတရားတွေဝင်နေတဲ့ဝိသိကိစ္စအဲ့ဒါတွေကိုအလုံးနိဝရဏလို့ခေါ်တယ်ဘာကြောင့်နိဝရဏကုသိုလ်စိတ်တွေမဖြစ်အောင်စိုးပိတ်တယ်လို့နိဝရဏလို့ခေါ်တာနော်အဲ့ဒီတရားတွေကစိုးပိတ်ထားပြီဆိုလို့ချင်းဘယ်သူမှကုသိုလ်စိတ်မရနိုင်ဘူးဒါကြောင့်မို့လို့တတ္တတရားတွေပေါ်လာတဲ့အခါမှာအဲ့ဒီနိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်စัจ जा မင်းရဲ့ဗရမ ्या ယရနာကြီးဟာဘလောက်နောက်တဲ့ရေတဲပဲဖြစ်ဖြစ်ထဲလိုက်တာနဲ့တပြိုင်နက်ရေတဲကအနောက်တွေဟာတခါတည်းထိုင်ပြီးတော့ခြိသွားတယ်ဗရမ ्या ရဲ့ဆွမ်းအားနော်ရေနောက်မြူနီကိုခြိစေတတ်တဲ့စัจ जा မင်းရဲ့ဗရမ ्या ရဲ့အဲ့ဒီတတ္တတရားဟာလည်းပဲစัจ जा မင်းရဲ့ဗရမ ्या ယရနာနဲ့အလားတူတူတယ်တဲ့စိတ်ထဲကအနောက်အကြည့်နိဝရဏတွေကိုဖယ်ရှားပြနိုင်တယ်နော်သာဒသာဒတရားတိယပိသဝနာဖြစ်ပေါ်၍လာသည်ရှိသောနိဝရဏိနိဝရဏတရားတို့ကိုဝိခံပေတိခွာချ၏ကိလေသာကိလေသာတို့ကိုတဏိတိတာပေတိနစ်စေစိတ်တံစိတ်တိဝိပဿနာအထူးကြည်လင်သည်ဟောတိဖြစ်၏အနာဝိလနောက်ကျွမှုမရှိသည်ဟောတိဖြစ်၏တရားတရားလေးဖြစ်လာပြီဆိုရင်စိတ်တွေကြီးလာတယ်ပဒံနေသောစိတ်ဒေနာချီလင်းနေသောစိတ်ဖြင့်ကုလဗုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးဟာဒါနံဒေတိအလှပေးတယ်စိတ်ကြီးလာပြီဆိုမှကုသိုလ်ဖြစ်တာနော်ဒီလံသီလကိုသမာဓိယတိဆောက်တည်တဲ့ဥပောဒရကမ္မဥပုသ်ကျင့်တောင်းခြင်းမှုကိုကရောတိပြု၏ဘာဝနာတရားကိုအာရဝတိအားထုတ်၏ဟောတတ္တတရားလေးရဲ့တန်ဖိုးကဘလောက်ကောင်းလဲတတ္တတရားမှမဖြစ်ရင်ဌာနကောင်းမှုလည်းမလုပ်ဘူးတဲ့သီလလည်းမဆောက်တည်နိုင်ဘူးဘာဝနာကမ္မထာလည်းပွားများအားထုတ်နိုင်မရှိဘူးဘသူတွေနဲ့ဆုပ်ပိတ်ဒီဝရဏတွေနဲ့ဆုပ်ပိတ်နေတယ်ဟုတ်ကဲ့အဲ့ဒီနိဝရဏဆိုတဲ့အမြင့်နောက်တွေကိုရှင်းချလိုက်နိုင်တာတော့တတ္တတရားပဲဒါကြောင့်မို့လို့နတ်တွေကအရေးတကြီးမှားတာလူပြေကိုသွားလိုက်ပါတဲ့လူပြေသွားပြီးတဲ့အခါမှာမြတ်စွာဘုရားသာသနာတော်ပေါ်မှာယုံကြည်ခြင်းလို့ဆိုရဲတတ္တတရားကိုရအောင်ယူလိုက်ပါဒါအကောင်းဆုံးလက်လာပါပဲဒီပြင်ဘာမှယူစရာမလိုဘူးရွှေတွေငွေတွေကဒါမလိုဘူးဟုတ်ကဲ့ဘာကလို့တတ္တတရားလို့တတ္တတရားရှိရင်အလုံးရှိဒါကြောင့်မို့လို့တတ္တတရားကိုဘာနဲ့အလားတူတူတော့ဆိုရင်လက်နဲ့ပြင်စားပြီးတယ်ဆိုတာတတ္တဟာလက်နဲ့တူတယ်ကဲလက်မပါတဲ့သူကိုယ့်ကိုယ်လက်ကလေးကိုပိုက်ပြီးတော့ထားကြည့်လက်ကိုလုံးဝလက်ပိုက်ထားတာမဖြုတ်ဘူးသို့မဟုတ်ငါလက်နှစ်ခုကိုဖယ်ထားလိုက်မယ်လက်မပါဘူးဆိုပါတော့ကိုယ်ရှိမှလည်းပဲယရနာတော်ကြီးတွေ့နေတယ်ဘာနဲ့ကောက်လက်မပါရင်ဘာမှကောက်လို့မရတော့ဘူးဟုတ်တယ်မလားမျက်စိနဲ့လည်းကောက်လို့ရတာမဟုတ်ခြေထောက်နဲ့လည်းကောက်လို့ရမှာဖတ်လို့တော့ရမှာပေါ့ကောက်ယူလို့တော့မရဘူးဟုတ်ကဲ့အဲလက်မပါရင်ဘာနဲ့မှယူလို့မရဘူးဟောတတ္တတရားမရှိလို့ရှင်လည်းပဲဒါနကုသိုလ်လည်းလုပ်လို့မရဘူးသီလကုသိုလ်လည်းလုပ်လို့မရဘူးဘာဝနာကုသိုလ်လုပ်လို့ဒါကြောင့်မလို့တတ္တဟာလက်နဲ့လာတယ်တူတယ်တဲ့နော်နောက်တစ်ခုတတ္တဟာဘာနဲ့အလားတူတူတော့ဆိုမျိုးစိတ်နဲ့အလားတူတူတယ်မျိုးစိတ်ဒါဟုတ်မြတ်စွာဘုရားကကတိကဘာရတော်ကတော့မှာတတ္ထာဘိဇံတတ္ထာဆိုတာမျိုးစိတ်ပဲတဲ့မျိုးစိတ်ဟာကိစ္စနှစ်ခုကိုဆောင်ရွက်တယ်တဲ့ဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေမျိုးစိတ်လူတိုင်းသိတယ်ကဲတရက်စီကလေးဆိုပါတော့အဲ့ဒီတရက်စီကလေးကအလုတ်ဘယ်နှခုလုပ်တယ်လဲလို့မေးလို့ရှင်ဖြေတတ်ပါမလားဘုန်းကြီးတို့စာပေထဲမှာတရက်အစီကလေးကအလုံးနှစ်ခုလုပ်တယ်တဲ့အဲ့ဒီအလုံးနှစ်ခုကဘာလဲလို့ဆိုရင်တရက်စီလေးကိုမြေပေါ်မှာချပြီးတော့စိုက်လိုက်လို့ရှင်အောက်မှာအမြင့်ကလေးထွက်မလာဘူးလားဒါကသူ့ရဲ့အလုပ်တစ်ခုအမြင့်ကလေးထွက်ပြီးတော့အပေါ်မှာအညောက်ကလေးတက်မလာဘူးလားကဲအလုံးနှစ်ခုမရှိဘူးလားမျိုးစိတ်တိုင်းဟာအောက်အမြင့်ကလေးဆင်းသက်တဲ့အလုပ်ရဲ့အပေါ်အညွန့်ကလေးတက်တဲ့အလုပ်ရဲ့အဲ့ဒီအလုံးနှစ်ခုကိုမျိုးစိတ်ကလုပ်တာပါထို့တူပဲတတ္တတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းသီလဆောက်တည်တာဟာအခိုင်အမာဖြစ်တဲ့အတွက်ကြောင့်တ
အမြင့်ဆန်းတာနဲ့တူပါတယ်တဲ့ခိုခြင်းသီလဟာကုသိုလ်ကောင်းမှုတွေရဲ့အမြင့်နဲ့အလားတန်တူလို့တတ္တာရှိလာရင်သီလအားဖြင့်အမြင့်ဆန်းလာတယ်သမထဝိပဿနာအကျင့်အားဖြင့်အညွန့်တက်ပါတယ်ဩတတ္တာဟာလည်းဒါကြောင့်မို့လို့မျိုးစိနဲ့တူတယ်လို့ပြောအဲ့ဒီတတ္တာဆိုတဲ့လလဘကိုရောင်းယူလိုက်ပါလို့နတ်တွေကအမှားစကားပြောတာနော်အဲ့လိုတတ္တာဆိုတဲ့မျိုးစိလေးကိုရောင်းလလဘလေးကိုရောင်းယူတဲ့ကောင်းဆုံးလလဘဆိုတာတခြားမဟုတ်ဘူးတတ္တတရားပါဘာကြောင့်လို့ဆိုရင်တတ္တတရားရှိမှသာလျှင်ကုသိုလ်ကောင်းမှုမှန်များလုံးနိုင်တယ်ကုသိုလ်ကောင်းမှုလုံးမှကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်ယာသတ္တာကျင့်တတ္တာသည်တထာဂတိမြတ်စွာဘုရား၌နိဝေခသဝင်းတည်နေပြီးတကာလမူလာဇာတာပရိဋိတာအမြင့်တဖွဲတည်ပြီးတော့ဓမ္မခိုင်ခိုင်မြဲမြဲအတ္တဟာရိယသမဏေနဝဗျပလေနဝဒေဝေနဝမာရေနဝပြမှုနဝကိနာစီဝလောကသမေဒေဝေနဝနတိ၎င်းမာရေနဝမနတိ၎င်းပြမေနဝပြမှုနဝပြမတိ၎င်းလောကသမေလောက၌ကိနာစီမြည်သူတယောက်ကမှအတ္တဟာရိယဖယ်ရှားပြီးတော့မပြည့်နိုင်လောက်အောင်ဓမ္မခိုင်မြဲတဲ့သရတရားရှိရမယ်သရတရားဆိုတာလေအလွန်ခိုင်မြဲခဲ့တယ်နော်ခိုင်မြဲတဲ့သရတရားရှိပါတဲ့သရတရားဆိုတာရှင်မောက္ခလံကတောင်မှအာမမခံဘူးတကူရှင်ကတောင်အာမမခံနိုင်ဘူးသရတရားကိုဟုတ်ကဲ့လားကြားဘူးကြတယ်မော်လားရှင်သီဝလိရဲ့မေတော်ဟာတုပ္ပဝါဒရှင်သီဝလိကိုခက်ခက်ခဲခဲနဲ့ဖွားခဲ့ရအင်မတန်မှပင်ပန်းဆင်းရဲစွာရှင်သီဝလိလေးဖွားခဲ့ရလလဘမှာအထင်ရှားဆုံးဧသေးရတဲ့ရှင်သီဝလိမထေရနော်သူ့မေတော်ကသူ့ကိုမွေးဖွားရတာအလုံးကိုခက်ခက်ခဲခဲချင်းဖွားအဲ့ဒါကြောင့်မို့လို့ရှင်သီဝလိလေးအလောင်းလေးမွေးဖွားလာပြီးတဲ့အခါမှာ9ရက်တိတိဖျားမှုရှိတဲ့တန်ဃာတွေကိုဆွန့်ပစ်နေတယ်သူကပင့်ကျင်တော့ဒကာတဦးကလည်းကြိုပြီးတော့ပင့်ထားတာရှိတယ်အဲ့ဒီဒကာကဘယ်သူဒကာတော့ဆိုရှင်မောက္ခလံရဲ့ဒကာဖြစ်မြတ်စွာဘုရားကရှင်သီဝလိကိုဦးစားပေးတဲ့အနေနဲ့ကဲမောက္ခလံပင့်ရဲ့ဒကာသွားပြီးတော့ရက်9ရက်လောက်ရွှေ့ပေးပါလို့သွားပြောဆိုတော့ရှင်မောက္ခလံမထေရရဲ့အိမ်ကြွသွားပြီးတဲ့အခါကျသူဒကာအကျိုးကြောင့်ပြောတာပေါ့ရှင်သီဝလိမဲတော်ဟာမသေးုံတမဲပဲခက်ခက်ခဲခဲဒီသားလေးကိုဖွားရဒါကြောင့်မလို့အလွန်ပင်ပန်းနေလို့ကုသိုလ်ကောင်းမှုလုပ်ချင်လို့9ရက်လောက်တော့အခွင့်ပေးပါရက်လေးဖယ်ပေးပါပေါ့ရက်လေးဖယ်ပေးပါဆိုတော့ဟိုတကားကလည်းအတော်နဲ့ပေးချင်တာမဟုတ်ဘူးနော်မပေးချင်တော့သူကဈေးကြိုင်ဘယ်လိုကြိုင်လဲဆိုအရှင်ဘုရားတဲ့ဒီ9ရက်အတွင်းမှာတပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့ဥစ္စာရဲ့တပည့်တော်ရဲ့သရတရားရဲ့ဒီ3ခုမပြတ်အောင်အရှင်ဘုရားဂရန်တီပေးနိုင်ပါမလားတဲ့အမောက်ကပေးရမယ်တဲ့ဟုတ်ကဲ့9ရက်အတွင်းတပည့်တော်မသေးပါဘူးဆိုရှင်အရှင်ဘုရားအမခံရမယ်တဲ့ပစ္စည်းဥစ္စာတွေမပြတ်ပါဘူးဆိုတာအရှင်ဘုရားအမခံရမယ်တဲ့တရားတရားမပြတ်ပါဘူးဆိုတာလည်းအမခံရမယ်အေးတရားတရားပြတ်လွယ်တယ်ထင်တယ်ပါတယ်ဟုတ်ကဲ့အဲ့ဒါအမခံရမယ်လို့ဆိုတော့ရှင်မောက္ခလံကစဉ်းစားလိုက်တယ်ရှိလိုက်တော့အေးမင်း9ရက်နဲ့တော့မသေးသေးဘူးသေးချာမင်းအသက်လည်းငါအာမခံတယ်ကွာဥစ္စာလည်းအာမခံသရတရားတော့ငါအာမမခံနိုင်ဘူးတဲ့ဟုတ်ကဲ့သရတရားကတော့မင်းပါမင်းအာမခံမှာဖြစ်မယ်လို့ဆိုတော့အရှင်ဘုရားတဲ့အဲ့လိုဆိုရင်အရှင်ဘုရားတပည့်တော်အသက်နဲ့ဥစ္စာအာမခံရင်တပည့်တော်ခွင့်ပေးပါမယ်ဘုရားဆို9ရက်နောက်ဆုတ်ပေးတယ်အဲ့တော့သရတရားဟာပြတ်လွယ်တယ်ဆိုတာအတိတ်ထားနော်ဒီတော့ကြောင့်မလို့အခုလိုသရတရားရလာတဲ့အခါမှာထိုသရတရားပေါ်မှာအခိုင်အမာတည်အောင်ကြိုးစားရမယ်အဲ့ဒါဟာနတ်တွေကမှားလိုက်တဲ့အမှားစကား3ခုပဲနော်သူဂရိဘုံကိုသွားပါသူဂရိဘုံကိုသွားပြီးတဲ့ကာလအကောင်းဆုံးလလဘာကိုရအောင်ယူပါကောင်းဆုံးလလဘာကိုယူပြီးတဲ့ကာလထိုအကောင်းဆုံးလလဘာပေါ်မှာအခိုင်အမာရပ်တည်နိုင်အောင်ကြိုးစားပါအဲ့လိုလူပြေလည်းရောက်မယ်တရားတရားလည်းရှိမယ်ခိုင်မြဲတဲ့တရားတရားပေါ်မှာအခြေခံမယ်ဆိုရင်အကုသိုလ်တွေကိုရှောင်ရှားပြီးတက္ကလာကုသိုလ်တွေကိုတိုးပွားအောင်ပြုလုပ်တဲ့ဖြင့်နတ်ပြည်ကိုခဏခဏနဲ့တကိုးကြီးတဲ့နတ်သားအနေနဲ့ရောက်လာမှသိကြတယ်သူတို့ကသိတာပေါက်ကလိုက်တာဟုတ်ကဲ့